အခြေခံတက်တစ်စင်းမြင့်နဲ့အခြေခံ update online class က6000ကျပ်ပါရှင်အခုဒီရက်ပိုင်းထဲမှာကျမရဲ့ Viber မှာလာပြီးတော့မှပညာဒါနကိုတောင်းဝင်နေကြလို့ပါပညာဒါနပေးတဲ့ group ကမရှိတော့ပါဘူးအဲ့ဒီပညာဒါနပေးထားတဲ့တင်တန်းကိုကျမက public မှာလာပြီးတော့မှ free တင်ပေးနေပါတယ်အကောင့်ထဲမှာဝင်ကြည့်ပါ free တင်ပေးနေပါတယ်ဆိုတော့အခုအခြေခံupdate ပေါ့နော်အခြေခံ update 6နီးကကျမတို့ကတင်တန်းကြီး6000ပါအခြေခံ update နော်အဲ့တော့ဒီဥစ္စာတွေကဒီဗီဒီယိုလေးကပကံစေးအဝိရှော့2မျိုးတင်ထားတယ်ပကံစေး1မျိုးအဝိရှော့2မျိုးရေချိုးရွှေရေချိုးတင်ထားပေးတယ်ရှမ်ပူတင်ထားပေးတယ်ပြီးတဲ့အခါကျလို့ရှိရင်စက်ပြခဲတင်ထားပေးတယ်စုစုပေါင်း6မျိုးကို6000ကျပ်ဖြစ်ပါတယ်အခြေခံ update online class 6000အဲ့ဒီအခြေခံ online တက်တယ် advanced level online တက်တယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ရန်ကုန်လိပ်စာတီးစရာမလိုဘူးမန္တလေးလိပ်စာတီးစရာမလိုပါဘူးဒါတွေက online class ဖြစ်ပါတယ် online class ကိုမှအခြေခံ6နီး online class ကို6000ကျပ်ဖြစ်ပါတယ်ပကံစေး1နီးတင်ထားတယ်အဝိရှော်က2နီးတင်ထားတယ်နောက်ပြီးတဲ့အခါကျလို့ရှိရင်ရေချိုး1နီးတင်ထားတယ်ရှမ်ပူ1နီးတင်ထားတယ်နောက်ပြီးလို့ရှိရင်စက်ပြခဲ1နီးတင်ထားပါတယ်ဒီဗီဒီယိုလေးကကြတော့အဝိရှော်2နီးတင်ထားပေးတဲ့ဥစ္စာကိုရှင်းပြီးတော့မှပြပေးနေတာဖြစ်ပါတယ်ဝါရှင်နဲ့လောက်တာဖြစ်တဲ့အတွက်ရေမတန့်ဘူးဆိုလို့ရှိရင်ဒီလိုနောက်မှဖြစ်ပြီးတော့မှရေတန့်ရေကောင်းနဲ့လောက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးကြည်မှာဖြစ်ပါတယ်ဒါကြောင့်အကြည်နောက်ကိုရှင်းပြီးတော့မှပြထားပေးတာဖြစ်ပါတယ်နော်ဒီထက်ကမှရေကောင်းတဲ့ဆိုဒီထက်ပို့ပြီးတော့မှကြည်ပါသေးတယ်အဲ့တော့ဒီဥစ္စာလေးကအခြေခံ update online class ကိုလာကြေညာပေးတာဖြစ်ပါတယ်ရှင်